မင်္ဂလာပါ Watch Gallery ပိုင်ဇက်အမှုမှာကြိုးဆိုပါတယ်ကျွန်တော်ဇော်မျိုးဦးပါကျွန်တော်ဒီနေ့ရှားပါလေးတစ်လုံးရောင်းပေးပါမယ် G-Shock ရဲ့ GA 2100 CD 14 year anniversary 2140RH model လေးဖြစ်ပါတယ်ဒီကောင်လေးကကြိုး case ကိုအကြည်အောင်လေးနဲ့လာမယ်ခင်ဗျတက်တန်းတစ်ခုကြာပြီဖြစ်တော့အကြည်အောင်လေးရဲ့ထုံးစံတိုင်းဝါသွားပြီပေါ့နော်ဒီကောင်လေးကိုကျွန်တော်ကြိုး case ကို all black လေးလဲပေးထားပါတယ်ကြိုး case လေးအစ်စ်လဲထားတာဖြစ်တဲ့အတွက် 98.99 ပေါ့နော်အစ်စ်လို့အတန်လေးရမှာဖြစ်ပါတယ်ခင်ဗျာ2100 CD ကိုတခြားသူများနဲ့မတူတဲ့ပုံစံမျိုးလေးပတ်ချင်တယ်ဆိုရင်တော့ဒီ14 year anniversary နိုင်လေးကိုယူပါခင်ဗျာကြိုး case အစ်စ်လဲထားတာဖြစ်တဲ့အတွက်အစ်စ်လို့အတန်လေးရမှာဖြစ်ပါတယ်ဒီနိုင်လေးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးကိုအနောက်မှာပြောပြပေးထားပါတယ်ခင်ဗျာဒီနိုင်လေးကိုစိတ်ဝင်စားလို့ကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော် TikTok Messenger Facebook Messenger Page Messenger နဲ့39 2530ခွန်35 39ခွန်9 95534 39 9ခွန်95534မှာအသေးစိတ် Viber တွေရှိပါတယ်ခင်ဗျာဆက်သွယ်မိမြန်စုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျာနိုင်ကအစ်စ်လို့အတန်လေးရမှာဖြစ်ပါတယ် original stick ကွင်းလေးတွေတော့ပြန်ပြီးတော့ထည့်ပေးထားတယ်ပေါ့နော်သူရဲ့ original ဒီတန်ကွင်းလေးကရွှေအောင်ဖြစ်ပါတယ်ကျိုးလဲဝါနေပြီပေါ့နော်ဒီတန်ကွင်းလေးကရွှေအောင်နဲ့အနှဲငယ်ကျွတ်နေပြီဖြစ်ပါတယ်ကျိုးအသစ်ရဲ့ rubber ကွင်းလေးကိုကျွန်တော်ကျိုးအဟောက်မှာပြန်ထည့်ပေးထားပါတယ်ဒီကောင်လေးကိုကျွန်တော်ကျိုးအဟောင်းရောသူ့ရဲ့ original ပါတဲ့ဟာတွေအကုန်ထည့်ပေးမှာဖြစ်ပါတယ်ခင်ဗျာG-Shock ရဲ့ anniversary အလုံးလေးတွေက showroom မှာအသစ်ဝယ်ဖို့မလွယ်လောက်တော့တဲ့အနာရီမျိုးလေးတွေဖြစ်ပါတယ်ဒီကောင်လေးက website ဈေးကတော့ဒေါ်လာ150ဝန်းကျင်ရှိပါတယ်မြန်မာငွေ6သိန်းအထက်မှာရှိမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှိမှာတန်တန်လေးရောင်းချပေးထားပါတယ်ခင်ဗျာအနောက်မှာကျွန်တော်ဈေးနှုန်းလေးပြောပြပေးထားပါတယ်ခင်ဗျာဒီနိုင်လေးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးကပို့ကပါပြီး2,98,000ကျပ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပို့ကပါပြီး2,98,000ကျပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်စီမှာ COD မရပါဘူးခင်ဗျာငွေကြိုလွှဲဝယ်ယူနိုင်ပါတယ်ခင်ဗျငွေလွှဲရောက်ရှိပါက Right Expert Delivery ကားဂိတ်ရောက်သည့်မြည်သည့်မျိုးတွေကိုမဆိုကျွန်တော်ပို့ဆောင်ပေးပါတယ်ဗျနိုင်ရဲ့လက်တံနှစ်ခုမှလည်းအနုမြူပါသလိုသူ့ရဲ့ light မီးရလည်းတော်တော်လေးကိုလင်းတဲ့မီးလေးဖြစ်ပါတယ်ခင်ဗျာ GA 2100ကိုသူများနဲ့မတူတဲ့ပုံစံလေးပတ်ချင်တယ်ဆိုရင် anniversary အလုံးကိုပတ်ချင်တယ်ဆိုရင်ဒီနိုင်လေးကိုယူပါခင်ဗျာသူ့ရဲ့ original jaw case ကျွန်တော်ဖြုတ်လဲထားတဲ့ဒီ jaw case အကြည်လေးဝါနေပြီပေါ့နော်ဒါလေးပါထည့်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီတရားဝင် online shop license ဖြင့်ရောင်းချပေးခြင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့တရားဝင် online shop license ဖြစ်ပါတယ်ခင်ဗျယုံကြည်စိတ်ချစွာငွေကြိုလွှဲဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ Watch Gallery ပိုင်ဇက်အမှုမှာနှွေးထွေးစွာကြိုဆိုပါတယ်ကျွန်တော်ဇော်မျိုးဦးပါအဆုံးအထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ